အားလုံးပဲမင်္ဂလာပါရှင် Story Time for Baby Season မှာကြိုလိုက်ပါရနော်ဒီနေ့ပြောပြတဲ့ပုံမြင်လေးရဲ့နာမည်ကတော့လောကဒဏ်ဆိုတဲ့တရားအကြောင်းပဲဖြစ်ပါရနော်အားလုံးပဲနားစိတ်ခစားကြပါအောင်ရှင်ဟိုးရှိတုန်းကဒုက္ခပေါင်း1600ပြည့်နေတဲ့လူတစ်ယောက်ရှိတဲ့တနည်းတော့သူဟာကောင်းကင်ကြီးပေါ်မောချီပြီးဖျားသခင်စီဆူတောင်းနေအရှင်ဖျားဘာကြောင့်ကျွန်တော်စီမှာဒုက္ခတွေဒီလောက်များနေရလဲကျွန်ုပ်ဒုက္ခတွေကိုယူပြီးချမ်းသာခွင့်ပေးပါအောင်ဆိုပြီးပြောလိုက်တယ်။တိုက်ဆိုင်မှန်ပဲဖျားသခင်ကကဲဟုတ်ပြီ။မင်းဒုက္ခတွေကိုငါယူပေးမယ်။လာမယ့်တနင်္ဂနွေနေ့ကျရင်မင်းစီမှာရှိတဲ့ဒုက္ခတွေအကုန်လုံးအိတ်တိန်နဲ့ထည့်ပြီးဖျားเจ้าကိုလာခဲ့လို့ပြောလိုက်တယ်။အဲတော့ကောင်လေးဟာတနင်္ဂနွေနေ့ကျသူ့မှာရှိသမျှဒုက္ခတွေကိုအိတ်ထဲသိမ်းဆုံးထည့်ပြီးဖျားเจ้าတို့ထွက်လာတဲ့ထူးဆန်းတာကသူ့လိုမျိုးပဲဒုက္ခတွေကိုအိတ်ထဲထည့်ပြီးဖျားเจ้าစီတို့တွားနေတဲ့လူတွေအများကြီးကိုတွေ့လိုက်တာပေါ့တချို့ဆိုရင်တထေးကြီးတွေစော်ဖွားကြီးတွေပဲလူတွေကဆုံးသလိုဒုက္ခအိတ်တွေကလည်းအယောင်ဆောင်ပုံစံအမျိုးမျိုးနဲ့အကြီးကြီးတေးသေးကြစ်ကြစ်စုံမဲပေါ့ဖျားเจ้าရောက်တော့လူတွေအားလုံးကအိတ်ကိုချပြီးဖျားသခင်အလာကိုမျှော်နေကြတယ်ဖျားသခင်ရောက်လာတော့ကဲမင်းတို့ဒုက္ခအိတ်တွေကိုအလဲမှာအားလုံးပုံလိုက်ကြပြီးရင်ကိုယ့်နေရာမှာကိုပြန်နေကြငါကယူလို့ပြောတာနဲ့ကြိုက်တဲ့ဒုက္ခအိတ်ကိုယူပြီးပြန်လို့ရမယ်လို့မိတ်တယ်အမှကောင်လေးဟာသူ့ဒုက္ခအိတ်လေးကိုအလဲမှာသွားထားရတဲ့ပြီးတော့သူ့ဒုက္ခအိတ်ကိုတိချမှတ်ထားတယ်သူ့စိတ်ထဲမှာတွေးနေတယ်ဖျားသခင်ကယူလို့ပြောရင်သူ့အိတ်ပဲသူပြန်ရအောင်ယူမယ်တော့ကြဒုက္ခအိတ်ကြီးရဝိုင်းဘယ်လိုလုပ်မလဲကြီးတာသေးတာမဆိုင်ဘူးတော့ကြယောဂါရီကဆဲနေတဲ့ဒုက္ခအိတ်တတိလေးရရင်ရောဘယ်လိုလုပ်မလဲကောင်းလေးဟာဇောချွေးတွေပြန်နေရပေါ့သူဒုက္ခအိတ်ကိုသူပြန်ယူနိုင်မှဖြစ်မယ်ဒီဒုက္ခတွေကဖြည့်ရှင်းနေကြဒုက္ခတွေငါဟာဖြည့်ရှင်းနိုင်တယ်အခြားသောသူရဲ့ဒုက္ခတွေဆိုငါမဖြည့်ရှင်းနိုင်ဘူးလို့ပြောစိတ်ထဲကတွေးလိုက်တာပေါ့ဖျားသခင်ဟာယူတော့လို့ပြောလိုက်တာနဲ့လူတွေအားလုံးကအလဲကိုပြေးလာပြီးကိုဒုက္ခအိတ်ကိုကိုပြန်ယူကြတယ်ကိုဒုက္ခအိတ်လေးရမှသူဟာတပြင်းချလိုက်တယ်ဖျားသခင်လည်းပြန်ကြွသွားတယ်လူတွေလည်းဒုက္ခအိတ်ကိုစီနဲ့ကိုအိမ်ကိုပြန်လာကြတယ်ပုံမြင်လေးကတော့ဒါပါပဲနော်ဒီပုံမြင်လေးရဲ့အဓိပ္ပာယ်ကတော့ကမ္ဘာပေါ်မှာနေထိုင်သူများအားလုံးကချမ်းသာတာဆင်းရဲရန်အကုန်လုံးကကိုထုတ်ကနဲ့ကိုရှိကြပါရဲ့နော်ဒုက္ခတွေကိုအကောင်းဆုံးဖြစ်အောင်ကျော်လွှားနိုင်ကြပါစေနော်ဒီလိုမြန်မာပုံမြင်လေးနဲ့ဇလန်ပေးပုံမြင်လေးကိုနှစ်သက်တယ်ဆိုရင်မောက်ချန်နယ်အောက်ကအနည်းငယ် subscribe လုပ်နေကြဖို့မေးနေနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye